တို့ရေအရန်လာတဲ့အင်ဒိုနီးရှား handmade ကောင်းဝင်လေးလာပါပြီရှင်လက်စကလေးကိုမှအောင်နော်မတို့အရန်ကိုမှလှပါတယ်ရင်ဆိုင်ကမှတို့34ကစယူပါရင်ဆိုင်သူက44ထိရပါတယ်အရှိကတော့မှတို့52ပါနော်သူက8ကပ်ပါမယ်မတို့ကြိုးကြည့်ပါမယ်ပေါ့နော်ဈေးနှုန်းလေးကတော့မတို့ဒါလေးကကြတော့3900နဲ့မှ900ပါနော်အရန်လှပါတယ်နေဝတ်ထားတာဒါလေးကိုမတို့လူချင်းရွှေညိုလို့မှတ်ပြီးပါနော်မတို့ဒါလေးကကြတော့မတို့အစိမ့်လေးပါအရန်လှတယ်နော်မတို့သူကတော့အစိမ့်လေးပါရှင်အစိမ့်လေးပါနော်မတို့အိတ်ကက်လေးလည်းပါတယ်ကျိုးကြည့်ပါမယ်နော်မတို့ဒီ11ဒီလိုနေရာမှာလဲသူကအတွန့်လေးနေပေါ့နော်ရင်ဘတ်မှာပေါ့နော်ရင်ဘတ်မှာအတွန့်လေးနေပါဒါလေးကမတို့ပက်စီလေးပါလှလိုက်တာပက်စီလေးပါရှင်လှတယ်နော်မတို့မှုံစင်လေးနော်မတို့ဒါလေးကကြာမတို့အနီလေးပါရှင်သူကလေးမတို့ဟိုကာလာကိုသူကကာလာတစ်မျိုးတည်းသူကဟိုစားပေါ့နော်ဟိုထည့်ထားတာမဟုတ်ဘူးပေါ့နော်မှုစင်ပေါ့နော်မှုစင်ထည့်ထားတာပါကာလာတွေကိုမှုစင်ထည့်ထားပါနော်ဒီလိုမျိုးဒီလိုကြောက်ကွက်တွေမှာဆိုလို့ရှိရင်လည်းအယောင်ကသူကမှုစင်ဖြစ်တဲ့အတွက်ကြောင့်လို့သူကအယောင်က3ယောင်လောက်ကိုပါတယ်ပေါ့နော်ဒီမှာအပြပါမယ်အညူပါမယ်ဖြူပါမယ်နော်ဒါအင်ဒိုနီးရှားရဲ့ထူးခြားချက်ပေါ့နော်မှာအရန်လာပါတယ်ခေါင်းဝင်လေးတွေကိုမတို့မှာယူခြင်းနဲ့ဆိုလို့ရှိရင် Viber number 0951224228မှာမတို့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်